Lazada ကနေငွေရအောင်ရှာပုံလေးပြောပြပေးပါမယ်ပထမဆုံးကျွန်တော် application ကို Lazada application ကို down ရပါမယ် Play Store ကနေပြီးတော့အဲ့လို down ပြီးတဲ့အခါမှာကျွန်တော်ဘာလုပ်ရမှာလဲလို့ပြောရင်အဲ့ Lazada လေးကိုနှိပ်လိုက်မယ်အဲ့လိုနှိပ်ပြီးတော့ကြတော့ဒီအောက်ဒီဘက်ထောင်းမှာ account ဆိုတာလေးရှိတယ်အဲ့ဒီ account လေးကိုစပြီးတော့ Lazada account ဖွင့်ရမှာဖြစ်ပါတယ်အဲ့ဒီ account လေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်နှိပ်ပြီးလိုက်တဲ့အခါမှာ account နှိပ်ပြီးတော့ကြတော့အပေါ်ထောင်းမှာ setting ဆိုတာလေးရှိတယ်အဲ့ဒီ setting လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပေါ့အဲ့ setting လေးကိုတစ်ချက်နှိပ်ပြီးတဲ့အခါမှာကျွန်တော်တို့လိုအပ်တာလေးတွေတွားပြီးတော့ဖြည့်ကြမယ်ပေါ့လေဟုတ်ပြီ setting ကိုနှိပ်ပြီးတဲ့အခါမှာ account information နဲ့အဲ့တော့ကျွန်တော်တို့ account ကဒီ account ကကျွန်တော်တို့ account ဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တို့က information တွေထည့်ရမယ်အဲ့ account information တွေကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလိုက်တဲ့အခါမှာကျွန်တော်တို့နာမည်ကိုရေးမယ်နာမည်ဆိုတဲ့နေရာမှာကျွန်တော်တို့ဖုန်းနံပါတ်ကိုရေးလို့ရပါတယ် Lazada ID ကသူကပေးထားတာရှိမယ်နောက် chain ID password ကလည်းကျွန်တော်တို့ဒီဟွာတွေထည့်ရမယ်ဒီဖုန်းနံပါတ်ထည့်ရမယ်အဲ့ဒါတွေကုန်ပြီးသွားပြီဆိုရင်တော့အန်ချစ်တာလေးတွေထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ Lazada account လေးရသွားပြီဖြစ်ပါတယ် Lazada account ရပြီဆိုရင်ကျွန်တော်တို့ငွေဝင်တဲ့ Lazada affiliate ကိုဆက်သွားမယ်ပေါ့ affiliate account လေးကိုကျွန်တော်တို့ဆက်ပြီးဖွင့်ကြမယ်အဲ့ဒီ account ဖွင့်ဖို့ရအတွက်ကျွန်တော်တို့ခုနလိုပဲအစလိုပဲဒီ Lazada application တွေကိုဝင်လိုက်ပါမယ် application လေးကိုနှိပ်လိုက်မယ်ပေါ့နှိပ်ပြီးလိုက်တဲ့အခါမှာနောက်ဒီအောက်ဆုံးထောင်းမှာပဲ account ဆိုတာလေးရှိတယ်အဲ့ဒီ account ဆိုတာလေးကိုကျွန်တော်ထည့်ပြီးတော့နှိပ်ပြီးလိုက်ပါမယ်အဲ့ account ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်တဲ့အခါမှာဒီတခါလေးရလေဓာတ်ရိုက်ပေါ်တာရှိတခါလေးရလေအပေါ်အောက်နဲ့နှိပ်လေးဆွဲကြည့်လိုက်ပေါ့အဲ့မှာဒီမှာ last affiliate ဆိုတဲ့ကောင်လေးရှိတယ်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတဲ့အခါမှာပေါ်လာမှာကဒီအောက်ထောင်းမှာပဲ my account ဆိုတာလေးပေါ်လာတာရှိတယ်အဲ့ဒီ my account ကိုတစ်ချက်ကျွန်တော်တို့နှိပ်လိုက်ပါမယ် my account နှိပ်ပြီးတော့ကျွန်တော်တို့ဒီဘက်အပေါ်ဘက် setting မှာကြတော့ဒီဆက်သောပုံစံလေးပေါ်လာတာရှိတယ်အဲ့ဒီ setting ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ် setting ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဘာတွေလုပ်ရမှာလဲလို့ပြောရင်သူပေးထားတဲ့နှစ်ခုကိုဖြည့်ရပါမယ် account information ကိုဖြည့်ရမယ် marketing information ကိုဖြည့်ရမယ်အဲ့နှစ်ခုကိုကျွန်တော်တို့ဖြည့်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးဘာကိုစပြမှာလဲပြောရင် account information ကိုဖြည့်မယ် account information ကိုကျွန်တော်တို့အဲ့မှာချစ်ထားတာတွေအကုန်ထည့်ပေါ့ပထမကျွန်တော်တို့ဒီ info တွေထည့်မယ်နောက်ဒီ bank account ကိုbank info ကိုထည့်မယ်